စီးထဲမှာအသားဓာတ်တွေပါနေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုသေချာလေးကြည့်သွားသိချင်ပါတယ်ဒီ comment မှာရင်မှန်ထားတာကစီးရဲ့အသားဓာတ်ပါနေတယ်30တောင်မှပေါ့နော်ပြန်ကြအောင်ပါစေတော့ရမလဲပြန်ကောင်းနိုင်လားချက်ကစထိနေလို့ပါတဲ့ရေခွဲတို့တွေစီးထဲမှာအသားဓာတ်တွေများနေတယ်ဆိုလို့ရှိရင်ကိုကဒီအသားစားသုံးမှုတွေများနေလားဒီပဲအမျိုးမျိုးကိုအများကြီးစားမိနေတာပေါ့နော်စားမိနေတယ်ဆိုရင်အထူးအနေနဲ့ရှော့စားဖို့လိုပါတယ်နောက်ပြီးတော့ကိုကရေတောင်နေတယ်ဆိုလို့ရှိရင်ရေကိုသတိထားပြီးတော့များများလေးတောက်စီခြင်းပါတယ်ဒီနောက်ထပ်အရေးကြီးတာကကိုကဒီကိုလက်လှူရှားမှုနည်းတယ်ဆိုလို့ရှိရင်ကိုလက်လေးကျင်ကန်လေးတွေကိုလည်းပုံမှန်လေးလှုပ်ဆောင်ပေးဖို့လိုပါတယ်အခုလိုမျိုးအနေထိုင်စားတောက်လေးတွေကိုသေချာလေးပြန်ပြီးတော့ view ဆိုင်လိုက်မယ်ဆိုလို့ရှိရင်ဒီစီးတဲ့အသားဓာတ်များနေတာကဒီတဖြည်းဖြည်းနဲ့ကြောက်ကအားကောင်းလာပြီးတော့တက်တာလာမှာဖြစ်ပါတယ်ခင်ဗျာအကယ်၍ကိုကဒီအနေထိုင်စားတောက်တွေကိုသေချာလေး view ဆိုင်ပြီးစင်ကြီးအသားနဲ့ဒီစီးတဲ့အသားဓာတ်များနေတာကမတက်တာဘူးဆိုလို့ရှိရင်တော့ဒီကိုရဲ့စီမှာတော့ဒီဖြစ်ဆွတ်စာ2မျိုးတွေလေးရှိပါတယ်ဒီဖြစ်ဆွတ်စာ2မျိုးတွေလေးကဈေးနှုန်းအနေနဲ့ကကြာဒီ2,82,000ဖြစ်ပြီးတော့ဒီမှာကျင်တယ်ဆိုလို့ရှိရင်တော့ကိုရဲ့ Viber ဖုန်းနံပါတ်ကနေဆက်သွယ်ပြီးတော့မိုင်နေပါတယ်ခင်ဗျာစိတ်အေဂျင့်ချင်းကိုကြီးကျမချင်းနဲ့ပြည်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါသည်ခင်ဗျာကျေးဇူးတင်ပါတယ်